ဒီနေ့ကတော့ညနေပဲမော်လမြိုင်ကနဘက်မှာရှိတဲ့ဒေါ်ခင်မြရေစိမ်မဟင်ကားဆိုင်လေးမှာမဟင်ကားသွားစားဖြစ်ပါတယ်ပပွားရောမော်လမြိုင်ကိုရောက်တာမနေ့ရောညရောမဟင်ကားတွေပတ်စားဖြစ်ပါတယ်ဒီဆိုင်လေးကတော့မော်လမြိုင်မှာဆိုရင်ဖွင့်လာတက်တန်းတော်တော်ကြာပြီပေါ့နော်နှစ်ပေါင်း35နှစ်လောက်ရှိတော့မယ်ဒါလေးကတော့စခါနီမှာလက်ဆက်ဆက်ညစ်ပေးတဲ့မုတ်ဖက်လေးပါမုတ်ဖက်လေးတွေကိုဒီလိုပြုတ်ပြီးတော့ပြန်ဆယ်ပြီးတော့ရေအေးအေးလေးနဲ့ဆေးရပေါ့နော်ဒီလိုလက်ဆက်ဆက်လုပ်ပေးရဆိုတော့မုတ်ဖက်လေးတွေကအီးလေးနဲ့စားလို့ကောင်းပါတယ်ဒီဆိုင်မှာတော့မဟင်ကားပြေအုံနှုတ်ခောက်ဆွဲတွေနန်းကြီးတုပ်တွေလည်းရပါတယ်ပေါ့နော်မဟင်ကားဆိုရင်ငပြော့ဦးနဲ့ကြိုက်တဲ့သူတွေအတွက်တော့ကြိုက်ပဲပေါ့နော်ငပြော့ဦးကိုဒီလိုတက်တက်တူအိုးပါထားတာပေါ့နော်သူရဲ့ဟင်းရီအိုးကလည်းကြီးပဲပေါ့နော်အနံတော့ရှည်မွေးနေပဲပွားတော့အနက်ရနဲ့ကိုတည်ရည်ကြနေပပူမာလိုက်တဲ့မဟင်ကားလေးရပါပြီပပွားတော့အိုးပဲဦးရဲ့ပဲကြော်နဲ့မာလိုက်ပါတယ်ဒီလိုပဲပေပေါက်လေးပူစီနန်လေးပပူမော်လမြိုင်ကိုလာရတဲ့အဓိကအကြောင်းရင်းကကြတော့ဒီရေစိမ်မဟင်ကားစားချင်လို့ပါတယ်ပေါ့နော်ဒီမဟင်ကားတော်တော်လေးကိုကောင်းတာမဟုတ်တာလက်ဆက်ပြီးတော့လေဒီလိုကိုစားမှသူကညစ်ပေးတာဆိုတော့ဘယ်လားအကျော်ရောမမိုက်ကျွန်တော်အိုးပဲဦးနဲ့နောက်တော့ပွဲဟုတ်အကျော်ထက်မှာဟုတ်အကျော်ထက်မှာပဲကျော်ပဲလားကျက်သွန်းကျော်ပဲကျော်ပဲsuper တပွဲနဲ့မဝလို့နောက်တပွဲထပ်စားပါတယ်တပွဲဆိုအများကြီးပဲကောင်းတယ်ရှယ်ပူဒီမော်လမြိုင်ရောက်တာပေါ့နော်မနေ့လဲဒီမဟင်ကားစားတယ်ညနေပိုင်းလဲမဟင်ကားစားတယ်သူရဲ့ဟင်းရည်လေးကလည်းချူချူလေးနဲ့တော်တော်လေးကိုတောက်လို့ကောင်းတယ်အမဒီမွင်းကားတပွဲဘယ်လိုရောင်းလဲအလုက1200ဦးပဲဦးနဲ့2600ဩဘာငါးနဲ့ချက်တာလေငကျင်းနဲ့ဩချိုးနေရပဲတော်စားလို့ကောင်းတယ်ပဲပေါလေးချက်ပူစီနဲ့ဒီဆိုင်လေးကလည်းမော်လမြိုင်မှာဆိုရင်ဖွင့်လာနေပေါင်းတော်တော်ကြာပြီပေါ့နော်နေပေါင်း35နှစ်လောက်ရှိပြီပြောတယ်ဒီမော်လမြိုင်ရောက်ရတော့ဒီမော်လမြိုင်ဒီစိန်မဟင်ကားတော့စကြည့်တင်တယ်ပေါ့နော်origin နေမော်လမြိုင်ပေါ့နော်မနေ့လဲမွေးရင်ကားစားတယ်အခုညနေပိုင်းလဲမွေးရင်ကားတက်စားတယ်